ဒီဆုံးတွဲကတော့တကယ်ကိုယူမိုက်နေကြတာပါအသက်အန်ဒီယေကိုတောင်ဂယူမဆိုင်ပဲကျင်းမြောင်းတဲ့တောင်ပေါ်လမ်းမှာအရှိန်ပြင်းပြင်းမောင်းနေကြတာပါဒါပေမဲ့ရီးစားဖြစ်သူကမျက်လုံးမှိတ်ပြီးကောင်မလေးပြောပြတဲ့လမ်းကြောင်းအတိုင်းပဲကားမောင်းနေလိမ့်မယ်လို့ဘသူကများထင်ထားပါမလဲအပျော်ရီနဲ့တက်ကြွနေချိန်မှာပဲရှီကနေထွန်ဆက်ကြီးတစ်စီးအရှိန်နဲ့မောင်းလာတာကြောင့်လမ်းကပိုကျင်းကျက်သွားပါတယ်ကောင်မလေးကကြောက်လန့်ပြီးမျက်လုံးဖွင့်ဖို့အော်ပြောပေမဲ့သူကတော့အရှိန်ကိုပိုမြင့်ပြီးစက်တိုင်မောင်းနေခဲ့တာပါကံကောင်းစွာနဲ့သူတို့နှစ်ယောက်ဘီကင်းကင်းနဲ့လွတ်မြောက်လာခဲ့ကြပါတယ်ဒါပေမဲ့ကောင်လေးကပိုပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့အတွေ့အကြုံတစ်ခုကိုဆက်လုပ်ဖို့အတွက်သူမကိုလွတ်လပ်တဲ့နေရာတစ်ခုစီခေါ်သွားခဲ့ပါတယ်သူကအမဲရောင်ဆေးပြားတွေကိုမီးနဲ့အရီဖြော်ပြီးပလင်းငယ်လေးနဲ့ထည့်လိုက်တယ်ပြီးတော့ဒီဆေးရည်ကိုမျက်လုံးနဲ့ထည့်လိုက်ရင်ထူးခြားတဲ့အရာတာကိုခန်းစားရလိမ့်မယ်လို့ကောင်မလေးကိုတိုက်တွန်းတယ်ကောင်မလေးကအစပိုင်းမှာငင်းဆန်ပေမဲ့နောက်ဆုံးမှတော့သူ့စကားကိုနားယောင်ပြီးသဘောတူလိုက်ရပါတော့တယ်ဒါမဲ့ဒီတခါတော့အချီနီကလွန်သွားခဲ့ပြီစေးပမာဏမှားယွင်းမှုကြောင့်မျက်လုံးနဲ့ဆေးခတ်ပြီးရတယ်နှစ်ယောက်စလုံးချက်ချင်းမဲ့အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။တမိဖြစ်သူတေဆုံးရတဲ့အကြောင်းရင်းကိုတီးသွားတဲ့မိဘတွေကဒေါသတွေထွက်ပေမဲ့လည်းသူတို့နှစ်ယောက်ကိုခွဲမထားရအောင်ဖြစ်ခဲ့ရပါတယ်။ခလီးနှစ်ယောက်ကိုအတူတူမြေမြုပ်တင်ကြလိုက်ကြပေမဲ့နောက်တနေ့ညမှာတော့ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်လာခဲ့ပါတယ်။မင်းကလေးရဲ့တင်းချိုင်းကူတွေကနေစူညံတန်တွေထွက်လာပြီးနောက်မှာတော့ကြောက်စာတိုင်းကြီးလွင့်ထွက်သွားပါတယ်။အဲ့ဒီနောက်မှာတော့ဘာမှမသိနားမလဲပဲကြောင်တောင်ဖြစ်နေတဲ့ကလေးမလေးကတင်းချိုင်းကူတွေကနေတွားသွားပြီးပြန်ထွက်လာပါတော့တယ်။သူမရဲ့ပုံတူပကြီးနဲ့ချစ်သူရဲ့တင်းချိုင်းကူကိုညင်လိုက်ရချိန်မှာတော့ဖြစ်ပျက်ခဲ့သမျှကိုအမှန်တိုင်းသိလိုက်ရပါတော့တယ်။အတူတူဖြတ်တန်းခဲ့တဲ့ချိုငိန်တဲ့အချိန်တွေကိုပြန်တွေးမိပြီးသူမငိုကြွေးမိပေမဲ့လည်းနောက်ကျသွားတဲ့အရာတွေကိုဘလို့မှပြန်ပြင်လို့မရနိုင်တော့ပါဘူး။အဲ့ဒီအချိန်မှာသူမအသက်ရှင်နေတာလားတေဆုံးသွားတာလားဆိုတာတော့မဝေခွဲနိုင်တော့ပါဘူး။တင်းချိုင်းကနေရုံးထွက်ပြီးအိမ်ပြန်ရောက်တဲ့အခါအစာတွေကိုအငမ်းမရစားမိပေမဲ့စားပြီးတာနဲ့ပြန်အန်ထုတ်လိုက်ပါတယ်။သူမရဲ့ခန္ဓာကိုယ်ကတာမန်လူတယောက်လိုမဟုတ်တော့ဘူးဆိုတာကိုတော့ထင်ရှားစွာမြင်လိုက်ရပါပြီ။မိဘတွေကြောက်သွားမှဆိုလို့တိတ်တဆိတ်ထွက်သွားဖို့ပြင်လိုက်ပေမဲ့တကားဝါရောက်မှာတော့အမေနဲ့အမှတ်မထင်မျက်နှာချင်းဆိုင်တွေ့လိုက်ရပါတယ်